ဆိုင်တဆိုင်ဖွင့်လိုက်တယ်အဲ့ဒီဆိုင်ကနေဝင်ငွေရလာတယ်အဲ့ဒီဝင်ငွေတွေနဲ့အခန်းကားတွေဝန်ထမ်းစိတ်တွေရေဖို့မီးဖို့တွေပြက်လို့ပြင်တာတွေပစ္စည်းဖို့တွေအခွန်တွေစားစီးတွေထွေစိတ်တွေအကုန်နှုတ်ပြီးလို့ကြံတဲ့ဟာကိုဘာလို့တွက်ကြလဲသိလားဘာလို့ထင်လဲအဲ့ဒါအားလုံးနှုတ်ပြီးရင်အဲ့ဒါကိုအမြဲလို့ထင်တာ no အဲ့ဒါအမြဲမဟုတ်ဘူးအဲ့ဒီလောက်ပဲပြီးပြီးတော့ဆိုင်ဖွင့်နေတယ်ဆိုရင်ညဆိုင်တော့တခြားဆိုင်တော့အကုန်ပြုတ်နေတယ်အဲ့ဒါကြောင့်အဲ့ဒါအမြဲမဟုတ်ဘူးမင်းတို့ငါတခုပြောပြမယ်မင်းတို့ဆိုင်ဖွင့်တော့ကစက်တလုံးကို2သိန်းဝယ်ရတယ်ထားလိုက်တနည်းနဲ့အဲ့ဆက်ဘယ်လောက်တန်သေးလဲ3သိန်းတန်သေးလားမတန်တော့အဲ့ဒါဘာဖြစ်တာလဲတန်ဖိုးကျတာအဲ့ဒါကို depreciation လို့ခေါ်တယ်တန်ဖိုးကျတာရေးလိုက်မယ်တန်ဖိုးကျပထမတစ်ခုโอเคနောက်တစ်ခုကိုယ်တိုင်ဆိုင်ထဲမှာဝင်လုံးနေတာကိုယ့်ရဲ့လာစားမကြည့်တော့ဘူးလားကိုယ်တန်ဖိုးတစ်ခုရှိသေးရဲ့လေကိုယ့်ရဲ့ကိုယ်ပိုင်ဘာနှုတ်အောင်မလဲလာစားနှုတ်အောင်မယ်နှစ်ချက်နောက်တစ်ခုမနေ့က600ရင်းပြီးတော့ဆိုင်တစ်ဆိုင်ဝင်လိုက်တယ်ဒီနှစ်ကုံတော့စည်ရင်ချုပ်လိုက်တယ်300မြတ်တယ်ဟောတွေ့လားငါဆိုင်ဖွင့်တာ300မြတ်တယ်မနေ့ကရွှေ30စားကို600ဝန်းကျင်ရှိတယ်ဒီနေ့ရွှေ30စားကို900ဝန်းကျင်ရှိတယ်မင်းဘာဆောက်လို့မလုပ်ဘဲနဲ့ရွှေဝယ်ထားရင်တော့300မြတ်နေပြီလေမင်းဆောက်လို့ပြီးတိုင်ပတ်နေရလေအဲ့ဒါကိုဘာခေါ်တာလဲဆိုတော့ inflation ငွေကြေးဖောင်းပွားတာမင်းဆိုင်မဖွင့်မနဲ့ရွှေ30သားဝယ်ပြီးမိခိုင်းတဲ့မှာထည့်ထားလိုက်တနေရာမှာဝန်ထမ်းပွားလုပ်ခဲ့မယ်ဆိုရင်တော့မင်းရတဲ့ဟာကအပိုးအဲ့ဒါက600ရင်းပြီးတော့တနစ်နေတဲ့အချိန်မှာ300ကမြတ်မှန်တော့မြတ်မှ300မမြတ်ခဲ့ဘူးဆိုရင်ရောဟာမိအင်းနှခါနာပဲမနေ့က600ရင်းပြီးရွှေ30သားဝယ်ထားမယ်ဆိုရင်တောင်ဟာဒီနေ့900အော်တိုဘယ်လောက်မြတ်ပြီလဲမနေ့ကမင်း600ရင်းပြီးဆိုင်ဖွင့်တာနှစ်ချုပ်တော့300တကယ်မြတ်မှာနော်မမြတ်ရင်မိအင်းနှခါနာပဲစားတဲ့ဆိုင်ဖွင့်ပြီဆိုလို့ရှိရင်ဝင်ငွေရလာပြီအဲ့ဒီဝင်ငွေတွေကအခန်းကားတွေဝန်ထမ်းစိတ်တွေရေပုံးပြီးဖို့တွေတခြားပြစ်စေဖို့စီးပြီးစားစည်းရေးအထွေထွေစည်းအဲ့ဒါတွေအကုန်တော့အဲ့ဒါအမြတ်လို့ထင်နေတာအဲ့ဒီဟာကိုမြတ်တွေထင်ပြီးတော့ရက်ခတ်နေတဲ့လူတွေအများကြီးပဲတကယ်တမ်းအဲ့ဒါအမြတ်မဟုတ်သေးဘူးအသဒင်အမြတ်မဟုတ်သေးဘူးအမြတ်တော့မှန်တယ်အသဒင်အမြတ်ဆိုတာကခုနကကိုယ်ဆိုင်က300ရင်းထားတယ်600ရင်းထားတယ်ဆိုရင်ပစ္စည်းတွေတန်ဖိုးဟာအဲ့ဒါကို depreciation လို့ခေါ်တယ်အဲ့ဒါကလစဉ်3% to 5%ကို minus လုပ်ရတယ်အဲ့ဒါတွေမလုပ်ဘူးခက်တီပဲနောက်တစ်ခုကိုယ့်ရဲ့ကိုယ်ပိုင်လာစားဖယ်လိုက်အောင်နောက်တစ်ခုမနေ့က600ကျင်းတာရွှေ30သားရတယ်ဒီနေ့အလုပ်တွေတအားလုပ်လိုက်တာရွှေ30သားပြန်ပြီးတော့မဝယ်နိုင်တော့ဟာဘယ်မလဲအမြတ်မင်းတို့ပြောတယ်အမြတ်အဲ့ဒါကိုအမြတ်လို့ထင်ပြီးတော့ဆိုင်တွေဖွင့်ပြီးချနေကောင်းတယ်အများကြီးပဲအဲ့ဒါကြောင့်ပြုတ်တာကဲမင်းတို့အမြတ်ဆိုတာမြင်ပြီလားဘယ်မလဲအမြတ်